မျိုးဆိုတစ်မျိုးလောက်ပဲစိတ်ဝင်စားတာဟိုမကြည့်မဟုတ်ကြည့်တယ်တဲ့အလုံးမဟုတ်လုပ်တယ်ဒါပေမဲ့ဘယ်ဟာတော့အကုန်လုံးအစုံလုပ်မယ်ဆိုတဲ့သာနာတွေမရှိဘူးဟောကျွန်တော်သိချင်တာဘောလုံးမှာဘယ်နှယောက်ကြီးကန်တာလဲအဲ့ဒါတစ်ချက်ပြောဟုတ်လေအားလုံး17ယောက်မလား17ယောက်မှာအရင်နေပါပြီဘယ်နှယောက်ပါလဲတော့ကျွန်တော်လည်းမသိဘူးဟုတ်ပြီ17ယောက်ကကန်တာတော့ကျွန်တော်သိရလေဒီဘက်17ယောက်ဒီဘက်17ယောက်အဲ့မှာနောက်တန်းတွေကကျွန်တော်ဘယ်နှယောက်အဲ့လိုမျိုးအဲ့လိုမျိုးတွေပါကျွန်တော်သိလားမသိဘူးအဲ့တော့ဘယ်နှယောက်ကန်လဲခံမကြည့်ဘယ်လိုနောက်တန်းမှာဘယ်လို3ယောက်လောက်တော့ထားရင်ထားမှာဟုတ်ပြီအလဲတန်းမှာရောလေရှေ့3လို့ပါဘူးဗျာတချို့လဲနောက်4လို့ပါထားရလေဟုတ်တယ်ဟုတ်လားအဲ့ဒါတော့သိတယ်စိတ်ဝင်တော့ဗျာစိတ်ပြတ်ဖို့ဆိုဟာဗျာဘယ်လိုစိတ်ပြတ်ဖို့ကောင်းတာတော့ဟမ်ဘယ်လိုစိတ်ပြတ်ဖို့ကောင်းတာဟိုအရင်တော့ဗျာအဲ့ဟိုတန်းတောင်တို့ဘာလို့ခက်ကလေဒီတို့တွေသွားကန်ဗမာတွေကြီးပဲရှုံးလို့ကျွန်တော်အဲ့ဒါစိတ်ပြတ်လုံးဝဒီပဲကွာလို့မကြည့်တော့ဘူးအဲ့ဘာတွေလဲလို့ငါဒီတခါလာလဲမင်းတို့ကနားထောင်လဲကြည့်လိုက်ရင်ရှုံးတာကြီးဘာလို့မှငါဒါကဗျာနားထောင်ကြည့်လိုက်ရင်ရှုံးတယ်နားထောင်ကြည့်လိုက်ရင်ရှုံးတယ်ဗျာစိတ်ပြတ်ရအောင်ဘုရားလည်းတန်းတော့အောင်ဒီလောက်ကောင်းနေဟာအဲ့ဒီမှာအန်တို့အောင်တို့ဘာလို့ညာဟိုအရင်ခက်ကအဲ့တော့လေခောက်တာလည်းမဟုတ်ပြီးလည်းပြီးတော့ဟိုရောက်တော့ရှုံးတာစောမကောက်ဘူးတန်းတော့လို့ခက်ကကောင်းတယ်ကောင်းတာမှန်တယ်အဲ့နောက်ပိုင်းမှာမကောင်းတော့တာစောမကောက်ဘူးငါရှုံးလာယူငါသွားကန်လည်းရှုံးတယ်ဟိုအမျိုးသမီးအသိရမှာဟုတ်သေးတယ်ဗျာကြောရှုံးရင်စောမကောက်မန်ချက်စတာယူနိုက်တက်နဲ့အာဆင်နယ်နဲ့ဆိုရင်အဲ့လိုကကျွန်တော်မကြည့်ဘူးလေဘာဘွဲကိုကျွန်တော်ကြည့်တယ်ဒါပေမဲ့အဲ့လိုရှုံးရင်ကျွန်တော်မကြိုက်ဘူးဟုတ်လားဖောက်ဆန်အားပေးလားဖောက်ဆန်ကြားဘူးလားဖောက်ဆန်သိတယ်သိလားအာဆင်နယ်ကသိလားငါသိတယ်အာဆိုရင်ဒေးဗစ်ဘက်ခန်သိလားဒေးဗစ်ဘက်ခန်သိရလေအဲ့ကိုစစ်သိတာပဲပေါ့သိတယ်ကျွန်တော်ကြည့်တော့ကြည့်တယ် ranking ဆိုသိလား ranking ဒီအကြိုက်ကြီးမဟုတ်ဘူးဒါပေမဲ့အဲ့လိုဟိုဟာတို့ပါဘူးတော့ကျွန်တော်ကြိုက်ဗလာကြီးတို့ပါဘူးဗလာကြီးမှာဗျာကန်တဲ့ကောင်တွေလေအဲ့ကောင်တွေတော့ကျွန်တော်ကြိုက်တယ်ဟုတ်တော့ခေါ်နေကောင်လားအဲ့ကောင်တွေပါကောင်းတယ်ရော်နာဒင်ဟိုလေရော်နာဒင်ဟိုလို့ပါလို့အဲ့ကောင်တွေကြိုက်တယ်ပေါ့ကြိုက်တယ်အဲ့ကောင်တွေတော့ကြိုက်တယ်ကောင်တွေကတကယ်ကြိုးစားမှန်းကန်တဲ့ကောင်ဗျာဗျာဟာကြောက်ရဗျာဗမာပြည်မှာဗျာသွားကန်တဲ့သူများနိုင်ငံသွားကန်ရှုံးလာကြီးပဲကြောက်ရလားဘာလို့ကျုံးလဲဟုတ်တယ်မလားမြောက်ကိုရီးယားလိုမျိုးငါလုံးဝရှုံးပြီးပြန်အကုန်တတ်ပြတ်မယ်ဆိုရင်ကန်မှာအဲ့ကောင်ကန်မှာဟုတ်လို့ပဲရောက်တယ်ကိုစီကန်မှာအဲ့ကောင်ကြီးဗျာစောက်ပြင်းနေဗျာဗျာလုံးဝဟိုတခါတော့နိုင်ပြီအဲ့ကြွနေရောဗျာစောက်ကြွနေပြီးလည်းပြရှုံးသွားဒီစောက်ကချီးမှန်နေရုံနဲ့မဟုတ်ငကိုတဲ့ကျွန်တော်ဗျာကြိုးစားမှန်းလုပ်လေဟုတ်တယ်မလားအလုပ်တစ်ခုစိုးရင်ကျွန်တော်စောက်မကဗျာမဟုတ်ကန်နိုင်အောင်ကန်ဗျာမဟုတ်လေကန်ရင်နေနိုင်အောင်ကန်ရင်လည်းမှရှုံးရတာတမျိုးဟိုရောင်ဒီရောင်သိရမလားအဲ့လိုဆိုကျွန်တော်စောက်မကကျောင်းကစောက်မကဘောကောင်းနေဗျာစောက်ကြောနေဗျာရှိတယ်စောက်ကြောကောင်းနေ